Hello ဘန်ကောက်မြို့ရဲ့တစ်ဖက်ချမ်းမှာစပိန်လေးစီးပြီးတော့အေးစစ်စစ်လက်ပဲလို့ရတဲ့ကျုံလေးတစ်ကျုံရှိရဲဆိုတာကိုသိပြီးကြပြီလားမသိသေးတဲ့သူတွေရှိရဲဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်တော့နော်သူကဘန်ခရက်ချောင်းလို့ခေါ်ပြီးတော့မွန်ကျန်းလာတဲ့ဘန်ကောက်မြို့ကနေရှောင်ရှားပြီးတနိတာခီးတို့လေးထွက်ချင်တဲ့သူတွေအတွက်ကြောက်ဖျားမြစ်တစ်ဖက်ကမ်းမှာပဲရှိရဲကျုံလေးတစ်ခုပဲဖြစ်ပါတယ်ဒီကျုံလေးရဲ့ထူးခြားချက်ကတော့မြို့ငယ်လေးတစ်မျိုးလိုဖြစ်နေပြီးတော့စပိန်စီးလို့ရအောင်ကားလမ်းနေပြီးမှစပိန်စီးရဲ့သူတွေအတွက်တည်တဲ့လမ်းနေရာတွေထားပေးထားတာမို့လို့ကားတိုက်မိမှလည်းပူကြမလို့ပဲအေးစစ်စစ်စပိန်စီးလို့ရပါတယ်စပိန်ကတော့ဒီကျုံပေါ်မှာကြိုက်တဲ့နေရာနဲ့ငှားလို့ရပြီးတော့အနည်းဆုံးပတ်50ကနေစပါတယ်ပြီးရင်စပိန်ငှားတဲ့ဆိုင်တွေကနေပြီးတော့ဒီလိုမျိုးရဲ့ဘယ်နေရာတွေလဲရမလဲဆိုရဲမြေပေါ်ဆိုင်ရွက်လေးပေးရပေါ့နော်ရမင်းတို့ကတော့ဦးဆုံးဒီ floating market ကိုဝင်ခဲ့ပါတယ်ရမင်းတို့သွားတဲ့အချိန်မှာကအပင်တွေတော်တော်ဆိုးဆုံးလေးရောင်းနေတာကိုတွေ့ခဲ့ရတယ်စီလုံးလေးတွေကလည်းအရန်ကိုတန်တယ်9ဘတ်10ဘတ်15ဘတ်20အဲ့လောက်ကနေစဝယ်လို့ရတယ်ပေါ့နော်ပြီးတော့ရေပေါ်ဈေးကတော့ရမင်းတို့သွားတဲ့အချိန်ကညနေ4နာရီနဲ့5နာရီလောက်ဖြစ်သွားတာဆိုတော့တချို့ဆိုင်တွေကတော့တိတ်နေပြီပေါ့နော်ဒါပေမဲ့တော်တော်များများတော့ကြံနေပါသေးတယ်အမှဆိုရင်ပြားရည်တွေရောဒီတာထွက်ကုန်တွေရောတော်တော်ရှိသေးရပေါ့နော်ဒါကတော့သူတို့အဲ့ဒီရေပေါ်ဈေးတွေကအိမ်လေးပေါ့နော်ရှေးဟောင်းအိမ်လေးပဲသူတို့ဒီရှေးဟောင်းအငွေ့တက်လေးနဲ့အဲ့မှာဆိုရင် coffee ဆိုင်လေးလားမျိုးတွေ့ခဲ့သေးတယ်ရိုက်တဲ့တဲမှာမပါလိုက်လို့အဲ့ဒါလေးရှိမယ်ဒါပေမဲ့သူကနည်းနည်းကြာနေပြီဆိုတော့နည်းနည်းလေးတော့ဟောင်းနေအဲ့ကနေထွက်လာပြီးတော့ရမင်းတို့ botanical garden ထဲကိုသွားတယ်သူကတော့ဝင်ကြီးလုံးဝ free စပိန်ငှားကပဲပြရတာပေါ့နော်စပိန်ကတော့တော်တော်များများစိတ်ကမ်းမှာစင်ကလေးငှားပြီးတော့စီးရင်တော့ပိုတန်တာပေါ့နော်ဒီရောက်မှငှားလဲသူက90ပဲပေးရတာတူတူပဲပြီးတော့ဒီကောင်က6နိုင်ပေးတာဆိုတော့6နိုင်အပြီးပြန်လာအခိုင်းနေပေါ့နော်ဒါကတော့ငှက်ကြီးမျောစင်ပါအဲ့ဒီမှာသူတို့ငှက်မျိုးစားလေးတွေပြထားတာတွေ့ရတယ်ပြီးတော့ဒီနောက်မှာပဲထိုင်ပြီးတော့အဲ့လိုမျိုးငှက်လေးတွေကိုကြည့်လို့ရတဲ့အပေါ်ထိတက်ကြည့်လဲရရပေါ့နော်နောက်ဆုံးအနေနဲ့ကတော့ရမင်းတို့ Instagram မှာနာမည်ကြီးရဲ့ coffee ဆိုင်လေးကိုသွားလဲခဲ့ပါတယ်သူကဒီလိုလမ်းလေးတွေကနေသွားတာဆိုတော့လေနည်းနည်းတော့ကြောက်ဖို့ခေါင်းနဲ့ပြုတ်ကြပါမလားဆိုပြီးတော့ဆိုင်ကတော့ပိတ်ချိန်တာကမ်းမရောက်သွားတာဖြစ်တဲ့အတွက်လူကတော့တော်တော်ရှင်းသွားရပေါ့နော်ဒါပေမဲ့ကျွန်တော်ကြံနေသေးရဲ့ပြည့်တီချိုးပွဲလေးမှာစားခဲ့တဲ့အရင်စားလို့ကောင်းတယ်ဒါကတော့ပြန်တဲ့အချိန်မြင်ကွင်းပေါ့နော်သူကနေဝေချိန်ဖြစ်သွားတာဖြစ်တဲ့အတွက်လေအဲ့လိုပစုံကြီးအောင်တန်းပြီးကောင်းကင်တွေကိုတော့အရန်လှနေရအဲ့လိုအပြင်မှာကြည့်ရတာတော်တော်ကြီးကိုလှရပေါ့နော်အဲ့တော့ဒီဂျွန်လေးပေါ်သွားခဲ့ခြင်းနဲ့ဆိုရင်သူက BT ရဲ့အစိမ်းလိုင်းဘန်နာဘူတာမှာဆင်းပြီးတော့ဒီဆိုင်ရယ်ကယ်ရီထက်စီရတယ်ပေါ့နော်ကယ်ရီကတော့ဘယ်နဲ့10ဝင်ချင်လောက်ပေးရပါတယ်ဒီတင်မော်စီကတော့လူတစ်ယောက်ကို9ဘတ်ဆိုင်ရယ်တစ်စီးဆိုရင်10ဘတ်ပဲပေးရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတော့လေကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် bye bye